လွန်ကျန်းတန်းခတ်ထန်တယ်လို့နာမည်ကြီးတဲ့ရှားပါကော်ရီလာဖီအဲဘိုင်နိုကော်ရီလာအကောင်ကျွန်တော်မှရှိပါတယ်။ဒီနေ့မှကျွန်တော်ကလက်တီချင်းတိုက်ပြီးနှုံးဆက်လိုက်တဲ့အခါသူဟာတကယ်တော့အလွန်ဖော်ရွေကြောင်သိတဲ့ရပါတယ်။ကျွန်တော်တို့ဟာနှစ်ပေါင်းများစွာအတူနေထိုင်ခဲ့ကြပါတော့။ဒါပေမဲ့ညနေပိုင်းတစ်ခုမှာအာကာသတွေကအရာဝတ္ထုတစ်ခုဟာအိုကာပြန်တစ်ခုလိုတရိတ်ဆိုင်တွေကိုပြတ်ကျလာခဲ့ပါတယ်။ကော်ရီလာဖီကဆက်စုချင်းစိမ့်နဲ့အနားကိုတွားကြည့်ချိန်မှာပဲအစိမ်းရောင်အခုငွေတွေကသူ့ကိုချစ်ချင်းဝမ်းချုံသွားပြီးအလွန်ရက်ဆက်ချင်းကြွတဲ့အခြေအနေကိုရောက်သွားစေပါတယ်။နောက်နေ့မှာတော့တခုခုမားရနေပြီဆိုတာကျွန်တော်သတိထားမိလိုက်ပါတယ်။ဒရိတ်ဆန်လောကမှာပြန်ပဲကင်းတယ်လို့ဆိုရမယ့် Grizzly ဝက်ဝင်ကြီးတစ်ကောင်ကိုသူကလက်ချီတက်တက်နဲ့တက်ပြစ်လိုက်လို့ကျွန်တော်မယုံနိုင်အောင်ထိထည့်ရပါတယ်။နိုင်ကူတစ်ခုတွေမှာတကူလုံးတုံ့ပြန်နေတဲ့သူ့ကိုကျွန်တော်တွေးလိုက်ရပြီးအချိန်အတော့ကြာချောမော်နင်းတင်ပြီးမှသူ့အပြင်ထွက်လာပါတယ်။အရင်ကကျွန်တော်ရဲ့တဝက်လောက်ပဲရှိနေတယ်။ညတွင်ချင်းပါလေကျွန်တော်ထပ်ပိုရှိလာပါတယ်။အချိန်အတော်ဆူးနေပြီးသူ့ကိုတက်ခွဲရတဲ့အမြင်ပေါ်ထားပြီးတီးတန့်ခွဲကစစ်စင်းမှုတွေလုပ်ခဲ့ရပါတယ်။အဲ့ဒီညမှာသူ့အရက်ကနှစ်တမ6မီတာကိုယ်လေးချင်းကီလို400အထိရှိလာပြီးနောက်တစ်နေ့မှမှာတော့3.6မီတာနဲ့ကီလို900အထိအဆမတန်ကြီးထွားလာပါတယ်။သူအသက်ရှင်နေတာမလားဆိုပြီးကျွန်တော်ဆွေးနွေးလာပါတယ်။ကြီးထွားတော့မြန်လို့အစာမဲ့တင်တယ်လို့အဲ့ဒီရှိတဲ့ကလူတွေကလည်းသူ့ကိုတက်ပြကြပါပါတယ်။အဲ့ဒီချိန်မှာမျိုးပြီးတာဒေတာပညာရှင်တွေဆိုတဲ့အမှုတွေကကျွန်တော်စီရောက်လာပြီးနောက်ကွယ်မှာအမှန်တရားကိုသိရပါတယ်။ကုမ္ပဏီတစ်ခုကတည်ထောင်ထားတဲ့မျိုးပြီးတာပေါင်းဆက်ခြင်းနည်းပညာကြောင့်ဖြစ်ပြီးသူတို့ကဝေးလန်း9ပြားရဲ့ကြီးထွားနှုန်းဒိုင်နိုဆောရဲ့ခွန်အားနဲ့ကြားသိရဲ့အမြန်နှုန်းတို့ကိုပေါင်းဆက်က virus တစ်ခုခေတ်ဖန်တီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကအဆက်မပြတ်ဆက်တိုက်ပြောနေတဲ့အခါလှောင်အိမ်တွေကဂေါ်ရီလာကြီးကဒေါသထွက်ပြီးယူဆွဲသွားပါတော့တယ်။ကြောက်တုံးခွန်ကိုမားပြီးလှောင်အိမ်ကိုရိုက်ခွဲပစ်လိုက်ရာနေရန်တွေဟာသူ့အသွေးရေမျိုးတွေလိုပဲတစီကြေမှုတော့ပါတယ်။ဒရိတ်ဆန်ယုံတွေကနေအကြံပဒန်းထွက်လာတဲ့အခါလူအုပ်ကြီးလည်းဖျို့ဖျဲဖြစ်တော့ပါတယ်။သူကလက်နဲ့တခြားပုတ်ချလိုက်တာနဲ့အမျိုးသမီးရဲ့ကောင်းဟာစိတ်ညံ့ညံ့ကြေပြီးရပ်တန့်သွားပါတယ်။နောက်ဆုံးမှတော့ရဲတွေကရဟတ်ရံတွေလွှတ်ပြီးမိစေသနာတွေနဲ့အဆက်မပြတ်ပိတ်ခတ်ဖမ်းဆီးခဲ့လို့သာအနိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့နှစ်ယောက်စလုံးကိုတည်ယူပို့ဆောင်ရေးအလေးပေါ်တင်ခေါ်သွားပါတယ်။အဲ့ဒီကအေဂျင့်တွေကသူတို့ဟာဒီအကြက်တဲကိုတာဝန်ယူဖြည့်ရှင်းရတဲ့အစိုးရဝန်ထမ်းတွေဖြစ်ကြောင်းပြောပြပါတယ်။နောက်ဆုံးမျိုးရိုးပြီးတာပြောင်းလဲနေတဲ့အရေးရဘိုးဝင်ကြီးတကောင်ရှိသေးတယ်ဆိုတာသူတို့ကပြသလိုက်တဲ့အခါမှာဒီကိစ္စဘလောက်တောင်ကြီးမားဆိုးဝါးနေတာလဲဆိုတာ